hotel တစ်ခုမှာတရေ6ခံရဆိုလိုမျိုးဖြစ်ခဲ့ဘူးလားမျိုး share လုပ်ပြပါမယ်။ဒီနေ့တော့ကြာပြီး2နှစ်3နှစ်လောက်ရှိလာပြီ။ဒါပေမဲ့ဘဝမှာလေအဲ့လောက်ထိနည်းနည်းတိတာမျိုးပေါ့နော်။ကြုံခဲ့ဘူးဒါပေမဲ့နန္ဒဘဝဆိုတာတော့နေရာတိုင်းမှာရှိမှာပဲ။ဒါမှထူးဆန်းမှုပြီးတော့ဘဝမှာလည်းအတန်နေကြားတာမျိုးရမျိုးစုံရှိခဲ့ဘူးပဲ။ဥပမာအရှိဝရဏတကားကျွေးဆိုပြီးအတန်ကြားရတာတို့ပြီးရင်နေပြီးဒီမှာတော့မဟုတ်ဘူးနော်ကိုပြန်ကျတော့တကယ်ဝင်နေဆိုတော့နေရာပေါင်းစုံပြောင်းခဲ့ရတာလေအဲဆိုဘယ်နေရာပြောင်းအတန်တွေကကြားခဲ့ဘူးလေဆိုတော့အဲ့ဒါကြီးကတော့တိတ်ပြီးတော့မထူးဆန်းတော့ဘူးပေါ့နော်အဲ့လိုအတန်ကြားရုံတော့ကတော့ပြီးတော့နောက်တစ်ခုအရင်လဲဆိုဆိုရွာကြီးလဲ6တာမျိုးတော့မခံဘူးအဲ့တစ်ခေါက်ကတော့နည်းနည်းတိတာပြောရမယ်ဒါပေမဲ့အဲ့ဒါလည်းအရင်ကြီးအကောင်လိုက်ကြီးပြပြီး6တာအဲ့လိုတော့မဟုတ်ပေါ့နော်ထားပါစကားတွေတမ်းမနေပဲနဲ့အဲ့အကြောင်းသွားလိုက်မယ်ပေါ့နော်ဆိုတော့အဲ့ဒီနေ့ကပြောရလို့ရှိရင်မင်းလေးတငယ်ချင်းနဲ့သူကလည်းသူ့မိနဲ့စကားများပြီးတော့ကိုစီရောက်လာကိုကလည်းဒီမှာကိုမိနဲ့အဆင်မပြေတယ်လို့ပြောဖြစ်တယ်နှစ်ယောက်တော့ပတ်သွားတယ်ဘာလို့မဟုတ်စားပါနဲ့ပတ်သွားနေပြီးတော့ညနေလောက်စီရောက်လာတဲ့အချိန်ကအိမ်မပြန်ချင်အိမ်မှာမနေချင်ဘူးအဲ့လိုမျိုးဆိုသူလည်းအဲ့လိုပဲကိုဘာပြောကိုမိနဲ့အဆင်ပြေနေဘာပြောတော့ကိုအိမ်မှာအိမ်လို့ရသေးတယ်လေကိုကကိုမိနဲ့အဆင်ပြေဘူးဆိုတော့သူကလည်းသူ့အိမ်ပြန်ချင်ကိုကလည်းကိုအိမ်ပြန်ချင်ဆိုတော့အဲ့နဲ့ဟိုတယ်သွားကြတယ်ဟာဆိုပြီးတော့ဒါပေမဲ့ချက်ချင်းမသွားဘူးအိမ်မျက်နှာပြောင်းလာအိမ်ကိုပြန်လာပြီးတော့ဆွတ်တွေပြန်လာယူတယ်နောက်ပြီးဟိုတယ်မှာဝင်မဲ့အဝယ်စားနည်းနည်းတော့ပါတော့တရက်လောက်ပါပဲဆိုတော့တစုံလောက်ပေါ့တရက်ပဲဆိုတော့တစုံလောက်ပြန်လာပြီးတော့မှညနေပိုင်းကြီးမိုးကြုံနေပြီနှစ်ယောက်သားဆိုင်ငယ်နဲ့သွားတာဟိုတယ်ကိုတကယ်အားကမိမရပြန်နှစ်ယောက်တော့လေအဲ့တော့သွားတယ်ပြီးတော့ရောက်သွားတယ်ပေါ့နော်ပြီးတော့ဘာလို့ဆွတ်တယ်ယူသွားတယ်ဆိုတော့ဒီခုရဲ့ညဘက်ကြီးည9နာရီလောက်ကြီးကြီးကူ8နာရီလောက်ပေါ့8နာရီနဲ့9နာရီလောက်ထိနေကြီးကူတယ်ပြီးတော့အမဘိုက်စားလာလို့ဆိုပြီးတော့ကိုရီတဲတဲ့ဟိုတယ်ကကြာကီချန်ပိတ်ပြီးရဲ့ကီချန်ပိတ်ပြီးဆိုတကယ်ကျတော့အခန်းထဲမှာနေခဲ့တယ်ကိုကပဲreception ကကောင်လေးကိုလိုက်ကိုခိုင်းပြီးတော့တခြားဟိုတယ်မှာခောက်ဆွဲကြော်လာမှတော့ဝယ်လိုက်တယ်ပေါ့နော်အဲ့နဲ့ပြန်လာတယ်ဆိုတော့ကျန်တာကပုံမှန်ပဲဘာမှမရှိဘူးအိတ်တယ်ပေါ့နော်အဲ့မှာအိတ်တယ်သူနဲ့ကိုနဲ့တကယ်ကင်းဆိုင်ဘက်ပေါ့နော်အဲ့မှာနှစ်ယောက်အိတ်တယ်အဲ့တော့မနေ့ကိုတင်တာ3နာရီခွဲဝန်းကျင်လောက်တင်တယ်ကိုရင်ဖြစ်တာကိုကဘေးကစားမဲ့အိတ်တာများတယ်ပလက်တူဘာလို့ပိတ်မဲ့အိတ်တော့အဲ့တော့ကိုကဒီလိုမျိုးလေးစောင်းအိတ်နေပေါ့နော်ပြောရင်ကိုကညာဘက်သူကကိုရဲ့ဘယ်ဘက်ပေါ့နော်အဲ့တော့ကိုကဒီဘက်ညာဘက်လေးလိုလေးစောင်းအိတ်နေပေါ့နော်စောင်းအိတ်နေအချိန်မှာဒီဘယ်ပြောအိမ်မက်လိုတကယ်လို့ပေါ့နော်အဲ့လိုချင်းရနေအမျိုးသားတစ်ယောက်လာနေတာမျိုးပေါ့နော်အဲ့တော့ဒါပေမဲ့အပြင်မှာအကောင်အဲ့လိုမြင်ရအောင်ကိုလည်းမဟုတ်အိမ်မက်ပဲမှတ်နေတယ်လို့အဲ့လိုပေါ့နော်သူလာလေအဲ့လိုပြုံးရီရီနေပဲလာပြီးတော့ဒါပေမဲ့အဲ့လိုလေးသူ့ပုံစံကအဲ့လိုကိုလေအဲ့လိုကြောက်အောင်လား6လက်နာတို့ငါနေတော့တရေလာ6တက်ပါအဲ့လိုမျိုးပုံစံမျိုးမဟုတ်ဘဲနဲ့သူ့ပုံစံအဲ့လိုအကိုတယောက်ကညီမတယောက်ကိုအဲ့လိုညီမလေးကိုချစ်လို့လာစားတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးပြောရင်negative comment တွေလာမှာတော့ဒီကိုအဲ့တော့အဲ့လိုပဲထင်တယ်သူ့ပုံစံအဲ့လိုမျိုးအဲ့တော့ပြောရင်းနဲ့ချင်းရနေပြီးတော့လမ်းလျှောက်လာတယ်လမ်းလျှောက်လာပြီးဘာလုပ်လဲဆိုတဲ့အခါကျတော့ကိုကဒီလိုအိမ်ရမလားကိုယ့်ဒီဟိုလက်နဲ့ဖိထားပြီးတော့ဆိုတဲ့အခါကျတော့အဲ့နဲ့ကိုကလည်းဟိုအိမ်မဲလို့တကယ်လို့ပဲအဲ့နဲ့ကိုကလည်းအဲ့လိုတိပြီးတော့တွန်းတာမမရအနောက်ကတော့ဆိုပြီးတွန်းချလိုက်အဲ့လိုပဲပေါ့အဲ့ကျတော့အိမ်မက်ကပဲနိုးလာတယ်မျိုးပဲဖြစ်သွားတယ်အဲ့တော့အဲ့ဒီကကိုပဲဖြစ်တာဆိုတော့အိမ်မက်ဘယ်နေမှာပါလေလို့ပဲကိုကထားလိုက်ပြီးတော့ကိုအဲ့လိုဖြစ်ပြီးတော့မကြောက်15မိနစ်20လောက်ပဲကြာလာမသိ15မိနစ်လောက်ပဲကြာနေတယ်တူဘေးကတငယ်ချင်းကထားဖြစ်တော့သူကအဲ့လိုအိမ်မက်ရောင်လို့ဆောင်းတော့အိမ်မက်ရောင်လောက်ပဲဖြစ်တာဟိုဟာသူကတော့အိမ်ပက်လိုက်တယ်ဟိုဟာအဲ့လိုမျိုးနည်းနည်းစကားတွေလုံးဖေးပြောတယ်မျိုးအဲ့လိုမျိုးစဖြစ်တယ်ဒါပေမဲ့ကိုကအဲ့ဒါသူရိုးအိမ်မက်ရောင်နေပဲထင်တာရိုးအိမ်မက်ရောင်နေပဲထင်ပြီးသူစမယ်အဲ့ဖုန်းယူပြီးတော့ဗီဒီယိုနဲ့ရိုက်ထားတယ်ပေါ့ဗီဒီယိုရိုက်ထားပြီးတော့သူ့ပြကြရင်လို့ပြမယ်ဆိုဖုန်းယူမလို့ပဲရှိတယ်သူကအရန်ပို့ဆိုးလာတယ်ပုံမှန်အိမ်မက်ရောင်နဲ့အစမဟုတ်တော့အရန်ဟိုဟာဖြစ်လာပြီးတော့ဂရန်တွေကိုသူကဒီလိုဂရင်ဒီအဲ့တော့ဘာခေါ်လဲဒီလိုသူကဗာလေပပုတ်လုံးခေါ်လာအဲ့လိုမျိုးလေးပါတယ်ဂရင်ကအဲ့ဟာလို့ပါလားမှတ်မိတော့ဒါမှမပါဘဲနဲ့ဟိုတစ်သားတန်းမဲလားမသိအဲ့လိုဒီလိုကင်တော့အော်တဲ့အဆင်ဖြစ်လာအဆောင်ကစဗီဒီယိုရိုက်မယ်နောက်ပိုင်းကျဟဲ့တားကြီးဆိုလာလို့ရှိရင်တင်မလားဟိုဖုန်းကြီးကြီးခေါ်ရဘာညာအပေးအေးရဘာညာအဲ့လိုအစင်တားအစင်ကြီးလိုက်အစင်ပြူခဲ့ဆိုပြီးနှိုးလာသူဘာလို့ဒီလိုမျိုးလှုပ်လို့တဲ့အခါကျတော့အဲ့ကျတော့နည်းနည်းညင်သွားဆိုပြီးညင်သွားပြီးတော့သူ့နာမည်တော့မပြောတော့ဘူးเนาะသူဒီလိုမျိုးဗီဒီယိုတင်တာကြိုက်မသိလို့ကိုကတော့သူ့နာမည်ကိုခေါ်ပြီးတော့နှိုးတာပေါ့နော်အဲ့ဆိုဘယ်လိုပဲတကယ်ချင်းဆိုပေမဲ့လည်း private ရှိသေးတယ်လေအဲ့တော့အဲ့နဲ့သူကအဲ့ချိန်မှာနည်းနည်းလေးလျော့သွားပြီးတော့ဒါပေမဲ့သူလုံးဝကြီးနိုးတယ်လို့မျိုးဖြစ်သေးဘူးဒါကြောင့်တားလေးဖြည်းဖြည်းချင်းနှိုးတာပေါ့နော်နှိုးတော့အဲ့ကျမှသူနှိုးလာနေနားအောင်ဘာညာပေါ့
အိတ်လိုက်တယ်ပေါ့နော်ဟိုဒါမဲ့တွေးကြည့်ကြည့်နော်မိန်းကလေး2ယောက်တည်းဟိုတယ်တကန်းထဲမှာတဲတာကိုဟိုကြောက်အလက်အာရင်းနဲ့ဟို recession ပြေးရည်ခိုင်းရတယ်မလို့2ယောက်ကကြီးဟိုတကယ်ခေါင်းမာတယ်ပြောရမှာတကယ်အာခါမိန်းမာတယ်ပြီးတော့နောက်အိတ်ချင်ညာနဲ့လေပြန်အိတ်လိုက်တာအိတ်တိုင်းလေးပဲပြန်အိတ်လိုက်တယ်အဲ့နောက်ပိုင်းတော့မမတော့ဆက်မဖြစ်ဘူးမိုးလင်းသွားတယ်ပေါ့နော်မိုးလင်းလင်းတော့8နာရီလောက်ထားကြတယ်အဲ့ရှိမှလည်းနေလေးနည်းနည်းထွက်တာနဲ့နိုးပြီးမှဆက်အိတ်တယ်8နာရီလောက်ထားကြတယ်ထားကြတဲ့အခါကျတော့ကိုကအစားတွေကကိုပါကြုံလာရတယ်သူတယောက်ပဲဖြစ်တာမဟုတ်တော့ကိုကအစားနဲ့ဒါအိမ်မမဟုတ်ဆိုတာကိုသိအဲ့မဲ့ဒီတိုင်းပဲနေလိုက်မယ်ပေါ့နော်ဆိုတော့အဲ့တော့တိတော့ကိုကကြောက်နေတာပေါ့နော်ကြောက်နေတဲ့အခါကျတော့ तू ကအဲ့နဲ့ညဆိုပြီးပြောတော့မပြောနဲ့မပြောနဲ့အောင်ငါတို့ပြန်တော့မယ်အရင်ဆုံးငါတို့ပြန်ကြရအောင်ပြန်ပြီးတော့မှဟိုအပြင်ရောက်မှပြောဒီဟိုပြောရင်ဟိုတယ်ခိုင်းတယ်မှာအဲ့ကိစ္စပြန်ပြောမှဆိုတော့နည်းနည်းတော့ကြောက်တယ်အဲ့နဲ့အဲ့တော့နေရလေ तू ကကိုယ့်တက်ပူဆိုရင် तू ကကိုယ့်တက်ပူမကြောက်အဲ့နဲ့မင်းနေရလေဆိုပြီး तू ဖြစ်တဲ့ဟာဆက်ပြောတယ်တားနိုင်တော့တာအရင်ဆုံးငါတို့ breakfast စားမယ်ပေါ့ဆိုပြီးတော့ဟိုတယ်ကနေ check out ထွက်ခဲ့ပြီးတော့ကိုရီနည်းနည်းကိုရီရဲ့နေမြေလေးကိုပြန်လာတယ်ပေါ့နေမြေလေးပြန်လာတော့ကိုရီbreak တိတ်ဆိုင်မှာ breakfast စားတဲ့အခါကျမှ porting လေးရကပြောတော့ဆိုခန်းထဲမှာလည်းပြောတယ်ခန်းထဲမှာလည်းပြောတဲ့ဟာတော့မပြောတာပဲနဲ့အခုအစားအဲ့သူဖြစ်တဲ့ဟာကိုအစားဆုံးပြောလိုက်ဘာလဲဆိုတော့အိမ်မက်ထဲမှာမိန်းမတစ်ယောက်ကတဲ့ကိုကိုရဲ့6ကနေဆွဲခေါ်သွားတာဆိုတာမသိဘူးအဲ့နဲ့ तू ကကိုကိုလက်ကနေဆွဲယူထားတာတဲ့ယူထားတော့ကိုအတင်းခေါ်သွားတာပေါ့နော်အဲ့မိန်းမတယောက်ကအတင်းခေါ်သွားတာ तू ကလည်းအတင်းရောက်ဖြစ်ပြီးကြတော့တဲ့အဲ့မိန်းမပြောရဲတဲ့မှတ်ပြီလားဆိုတာမသိဘူးဘယ်လိုလဲအဲ့လိုမျိုးသူ့ကိုပြောရဲတဲ့သူ့ပြောတော့ဟမ်ငါ့မှတ်ပြီလားမင်းအောင်နင်ကဘာမို့လို့လဲဆို तू ကလည်းစိတ်တိုးတော့ तू ကလည်းစိတ်ကကြီးရဲ့တနင်္ဂနွေသမီးလားမသိဘူးစိတ်ကလည်းကြီးရဲ့ခါကျတော့ငါ့ကိုညာဆိုပြီးတော့ तू ကလည်းအဲ့လိုပါလေရေမန်းနဲ့ပတ်တာဆိုလားအမွှေးရိုင်နဲ့ပတ်တာဆိုလား तू ကလုတ်တာအိမ်မက်ထဲမှာအဲ့မိန်းမအဲ့လိုမျိုးဘာ तू အားရပါရပြောပြတယ် तू ကတော့ तू ကိုယ်တိုင်ကြုံရတဲ့ကာယကံရှင်တော့ तू ကတော့ကိုယ့်တက်ကိုပြောပြတယ်ကိုကကာယကံရှင်မဟုတ်တဲ့အခါကျတော့လေရုံးစိတ်သက်စီတော့မပြောပြတတ်တော့အဲ့နဲ့ तू ပြောတော့အရင်ပြောမှအေးလို့နင်အဲ့လိုမဖြစ်ခင်ငါအရင်ဖြစ်တာလို့ငါကတော့ဒီလိုပဲလို့ငါကတော့နင်းလောက်တော့မစိုးအဲ့လိုအကိုတယောက်ကငါ့ကိုချစ်လို့လာကြည်သားတယ်ငါဒီလိုလာဖိထားတယ်ပေါ့နော်ပြုံးနဲ့ဝင်လာပြီးတော့အဲ့လိုလာဖိတာငါဒီလိုတွန်းလိုက်တာပေါ့နော်အဲ့တော့ငါတယောက်တည်းဆိုလို့ရှိရင်တော့အိမ်မက်လို့တွေးလိုက်မှာငါဖြစ်နေမှာဖြစ်တယ်2ယောက်စလုံးဆိုတော့ငါတိလိုက်တယ်လို့အိမ်မက်မဟုတ်ဒါအိမ်မက်လို့တကယ်ငါတို့ဖြစ်တာဆိုတိလိုက်တယ်လို့ဆိုပြီးတော့အဲ့နဲ့2ယောက်စလုံးလေပြီးတော့နောက်တစ်ခု तू ကလည်းအဲ့ရက်ပိုင်းမှာ तू ကလည်းစိတ်လေးညာသူ့ကိုထောက်ရှက်ရှိတယ်လို့ तू ကစိတ်လေးညာအဲ့လိုမျိုးလေးရှိတာမျိုးပေါ့နော်အဲ့နဲ့ထုံမိုင်းလေးတယောက်ရှိတိုင်းအတိမှာပေါ့နော်သူနဲ့စကားဆက်မိတဲ့အခါအဲ့ဟိုတယ်အကြောင်းပြောတဲ့အခါကျစကားဆက်မိတဲ့အခါကျတော့ကျွန်တော်တို့လည်းတဲ့night out ထွက်ပြီးတော့ after ဆိုလို့ရှိရင်အဲ့ဟိုတယ်မှာအိတ်တဲ့ကြုံမှုတာပေါ့တဲ့သူတို့ဆိုအကောင်လိုက်မြင်မှုတယ်ကိုရီးယားအကောင်လိုက်တာမဟုတ်အဲ့နဲ့သူတို့ကအဲ့လိုမျိုး night out ထွက်ပြီး after ဆက်အဲ့ဟိုတယ်မှာနေတဲ့အခါကျတော့အဲ့စင်းကြံလူသွားလဲပေါ့နော်ကြားရက်ပါခေါ်လဲဒါပါရုပ်တက်ဆိုစကားတွေမေ့အဲ့မှာခြေတန်းလိုပါလို့ကြားတာပေါ့နော်အဲ့နဲ့ထွက်ကြည့်တဲ့အခါကျတော့အဲ့လိုမျိုးပေါ့လူလည်းမဟုတ်ဘူးပေါ့သူတို့ဆိုအဲ့လိုမျိုးအကောင်လိုက်မြင်ရတာပေါ့နော်အဲ့လိုမျိုးပြောအဲ့ဟိုတယ်ကအရင်6တယ်ဒါပေမဲ့တိုင်းကပြဿနာမှမဖြေရှင်းချင်တယ်ဘယ်ဟိုတယ်လဲလို့တော့ဘယ်သူမဖြေပါဘူးလာမင်းလည်းဘယ်သူမှမဖြေပါဘူးတကယ်အပြင်မှာလူချင်းရင်းနှီးတဲ့သူမင်းတော့ဖြေကောင်းဖြေပြပါမယ်ဒီတော်ကဖြစ်ဖြစ်ဘယ် social media ဖြစ်ဖြစ်ဘယ်သူမှမဖြေဘူးပါဘူးပြဿနာမှမရှင်းချင်လို့ပါသိရတူရတော့သိရအဲ့ဟိုတယ်အကြောင်းအားလေးပြောပြတာပါ